အားလုံးပဲမင်္ဂလာပါကိုထက်ရဲ့ YouTube channel လေးကနေကိုမရအားလုံးကိုနှွေးထွေးစွာဖြင့်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျကိုထက်ကိုမရအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူရင်းဆန္ဒတွေတစ်လုံးတောက်ရတဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းလည်းကိုပါလိုရဆန္ဒတွေပြေဝကြပါစေစီးပွားလှလှပါတွေလည်းတိုးတက်ကြပါစေဗျအကိုမရအားလုံးပဲဒီဗီဒီယိုပိုင်း live show လေးကိုစကြည့်တဲ့အချိန်မှစ၍စီဝါလလပါများဝင်ဝင်များတိုးတက်ကြပါစေအမျိုးတွေအားလုံးလည်းစိတ်ချမ်းသာကိုကျန်းမာတဲ့မိသားစုဘဝလေးနဲ့လည်းထာဝရပိုင်ဆိုင်နိုင်ပါစေလို့ကိုထက်ကဆုံးမကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျကဲအကိုမတွေအားလုံးပဲမနက်ဖြန်18ရက်17လ2025တနင်္လာနေ့အတွက်ကိုထက်ကလာရောက်ပြီးတော့ကဏ္ဍလေးတွေမျှဝေပေးတာပါအကိုမတွေအားလုံးလည်းရသိခြင်းနဲ့ပေါက်စိတ်ခြင်းနဲ့ဆန္ဒလေးနဲ့ပါနော်အမျိုးတွေအားလုံးကလည်းကိုထက်ကိုယုံကြည်နဲ့လက်တွဲပေးတဲ့အတွက်အကိုမတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နော်အားပေးပါအမျိုးတွေအားလုံးပဲဒီဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုတွေ့တာနဲ့မရဲမကြော်ပဲနဲ့အစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်ပါနော်ကျွန်တော်ကိုထက်ကအကိုမတွေအားလုံးပဲအနေတိုင်းမှာလို့အဆင်ပြေတဲ့လွဲချော်မှုမရှိဘူးအောင်မြင်အောင်လဲကြိုးစားပေးထားတဲ့အမျိုးတွေအားလုံးကလည်းကိုထက်ကိုလက်တွဲတဲ့အကိုမတွေအားလုံးပဲအတီးသုံးပါနော်တောက်ကြနေမနက်ကဆိုရင်29နှစ်နော်ခွန်နှစ်ဝမ်းကျင်းနဲ့လည်းမှန်တယ်အခွေထဲမှာလည်းခွန်နှစ်ပါတယ်မိန်ကွက်ထဲမှာလည်း80နှစ်ပါတယ်နော်3သီးသား4သီးသားနဲ့ရတယ်ကျွန်တော်လက်ဆောင်ပေးတာကြီးလည်းမှန်တဲ့လူတွေလည်းပါပါတယ်နော်အမျိုးတွေအားလုံးကိုရသိခြင်းနဲ့ပေါက်စေခြင်းနဲ့အမျိုးတွေအားလုံးလည်းရအောင်လဲကြိုးစားပေးထားတယ်ပေါအောင်လဲကြိုးစားပေးထားပါတယ်ကိုထက်ကအမျိုးတွေအားလုံးပဲကိုထက်ကိုယုံကြည်နဲ့လက်တွဲပေးတဲ့မိသားစုဝင်တဲ့အမျိုးတွေအားလုံးကိုကျေးဇူးတင်ပါတယ်အမျိုးတွေအားလုံးကလည်းဘေးတရား200ကိုမှမတန်မျောပဲနဲ့ဘေးတရား200မကရအောင်ရှာပေးထားတယ်ကြိုးစားပေးထားတယ်ယုံကြည်တဲ့အကောင်မတွေအားလုံးပဲလက်တွဲလို့ရပါတယ်နော်ကျွန်တော်ဒီမှာလူဟောင်းအကောင်မတွေရောလူတဲ့အကောင်မတွေအားလုံးရောအဖွဲမဝင်ရသေးတဲ့မိသားစုဝင်အမျိုးတွေအားလုံးပဲအဖွဲဝင်ကန်ဆက်ကြီး1000ကျပ်နဲ့လာရောက်ပြီးတော့မြောက်ဝေလို့ရတယ်ဝင်လို့ရပါတယ်အမျိုးတွေအားလုံးကလည်း1000နဲ့မကောက်အောင်တန်အောင်ပေးတယ်နော်ဒီအပန်းမှာဆိုရင်ကျွန်တော်ညီမကြိုဝင်ထားတဲ့အကူမတွေအားလုံးဆိုရင်ကျွန်တော်နှစ်ပတ်သီးလက်ဆောင်ပေးတာအောင်မြင်ခဲ့တယ်နော်နှစ်ပတ်သီးလက်ဆောင်နဲ့လည်းရတယ်အမျိုးတွေအားလုံးကိုရသိခြင်းနဲ့ပေါက်စေခြင်းနဲ့ပထမ6ဒီဘက်မှာတော့ဇာတို့ပတ်သီး6ပေးတာကြားတယ်ကျွန်တော်မိန်ကွက်နော်ဇာတို့ပတ်သီးက6ပဲကြားလို့နောက်ထပ်မိန်ကွက်လေးလိုက်ကစားတာပါ69မိန်ကွက်နဲ့ရတယ်အခုထပ်ပြီးတော့ကိုမရအောင်လက်ဆောင်ပေးရလဲနှစ်ပတ်သီးထက်ကြတယ်နော်သူတို့မှ3လေးကရတယ်ရအောင်လဲကြိုးစားပေးတယ်ရအောင်လဲရှာပေးတယ်ယုံကြည်မှလာအဖွဲ့ဝင်မှာမယုံကြည်မဝင်ပါနဲ့နော်ကျွန်တော်တို့ကစေတနာနဲ့လည်းပါတယ်စေတနာနဲ့အဓိကထားပြီးတော့ပေးတယ်အဖွဲ့ဝင်ကန်ဆက်ကြီးဆိုတာအများကြီးမဟုတ်ဘူးအဖွဲ့ဝင်ကန်ဆက်ကြီး1000ကျပ်နဲ့အဖွဲ့ဝင်ခေါ်တာအများကြီးလည်းမဟုတ်ဘူးနော်လူတိုင်းဝင်နိုင်တဲ့ငွေပမာဏအကိုမတွေအားလုံးလည်းဝင်နိုင်တယ်အဖွဲ့ဝင်1000ဆိုတာလူတိုင်းဝင်နိုင်တဲ့ငွေပမာဏနော်ဒါကြောင့်မလို့ကျွန်တော်တို့အဖွဲ့ဝင်1000နဲ့ခေါ်တယ်အကောင်မတွေအားလုံးပဲယုံကြည်မှလက်တွဲပါမယုံကြည်လက်မတွဲပါနဲ့လူများကတွေရတယ်လို့ရကျင်တယ်ဆိုရင်လူများကတွေလို့လုပ်ပါလူများကတွေလို့စော်ပါလူများကတွေရတာကိုမနာလို့မဖြစ်ပါနဲ့ရအောင်လဲရှိုးသားပြီးရအောင်လဲရှာပေးတယ်နော်ကဏ္ဍအများကြီးလိုက်ထိုးနေမယ်စားထီထီမမီလေးနဲ့ထိုးရမယ်ထီထီမမီလေးနဲ့ရရမယ်နော်ရအောင်လဲကြိုးစားပေးထားတယ်ဒါကြောင့်မလို့အကောင်မတွေအားလုံးကဝင်နိုင်တဲ့မိသားစုဝင်အမျိုးတွေအားလုံးကကျွန်တော်ရဲ့ဖုန်းကိုတိုက်ရိုက်ဆက်ပါနော်ဖုန်းတိုက်ရိုက်ဆက်ပြီးမှအဖွဲ့ဝင်ကန်ဆက်ကြီး1000ကျပ်နဲ့လွှဲပါနော်အဖွဲ့ဝင်ရမယ်ဖုန်းနံပါတ်ဒီ399250 360 6နဲ့ပါ iPhone နံပါတ်ပဲတစ်လုံးပဲကင်ပါတယ် Viber တုံးတယ်ဆိုရင် iPhone နံပါတ်မှာ Viber channel လေးဖွင့်ထားတယ် Viber channel လေးမှာ join ပေးထားပါနော်အမျိုးတွေအားလုံးပဲကျွန်တော် Viber channel လေးရဲ့ channel ကနေလည်းတင်ပေးတယ်မျှဝေပေးတယ်နော်ရှားသိခြင်းလို့ပေါက်သိခြင်းလို့ဘလို့ပဲပေါ့ဘလို့ပဲရအောင်လဲကြိုးစားပေးတယ်ရအောင်လဲရှာပေးတယ်နော်အဖွဲ့မဝင်ရသေးတဲ့အမျိုးတွေရှိသေးတယ်ဆိုရင်ကျွန်တော်ရှိမှာအဖွဲ့ဝင်ကန်ဆယ်ကြီး1000ကျပ်နဲ့လာဝင်လို့ရပါပြီအဖွဲ့ဝင်ရင်ဘာတွေရမလဲဆိုရင်တနင်္လာအင်္ဂါဗုဒ္ဓဟူး3ရက်အတွင်းမှာကြားရမယ်ဇာရိုးပတ်သီးတစ်လုံးနဲ့မိန်မွေး3ခွက်ရပါမယ်နော်ဇာရိုးပတ်သီးဆိုတာကျွန်တော်တို့100ရာခိုင်နှုန်းအာမခံတဲ့ဇာရိုးပတ်သီးတစ်လုံးနဲ့တာဝန်ယူမှုတာဝန်ခံမှုအပြည့်အဝနဲ့ပေးတာပါအလွဲသုံးစားပေးတာမဟုတ်ပါဘူးနော်ဖြစ်ကလေးဆန်းလည်းမပေးတတ်ပါဘူးကျွန်တော်တို့ကဒါမျိုးပဲပေးတာပါဘယ်တော့ခါမှအလွယ်တကူမပေးပါဘူးဗျာနော်တာဝန်ယူမှုတာဝန်ခံမှုအပြေအဝနဲ့ပေးတာပါကဲအားဆိုရင်ကျွန်တော်ကဏ္ဍလေးတွေပြောပေးမယ်တောက်ကြနေsorry နော်တနင်္လာနေ့အတွက်နော်18ရက်17လ2025တနင်္လာနေ့အတွက်လုံးမိုင်ပတ်သီးသည်6ပိုင်1ပိုင်မှာ6ပတ်သီး1ပတ်သီးပါနော်အကောင်မတွေရှိမှလုံးမိုင်ပတ်သီးရှိတယ်ဆိုလဲ6ပါတော့ကဏ္ဍ1ပါတော့ကဏ္ဍများနဲ့ကတ်ထိုးပါရှားသိခြင်းလို့ပေါက်သိခြင်းလို့ပါနော်ယုံကြည်တဲ့အကောင်မတွေအားလုံးပဲပေါက်ရမယ်ရရမယ်အဆင်ပြေရမယ်
နော်အားဆိုရင်6နဲ့ပတ်သက်ရင် main ကွက်ကလေးတွေပါမယ်1နဲ့ပတ်သက်ရင်ရော main ကွက်ကလေးတွေပါမယ်နော်အမျိုးတွေအားလုံးပဲ6နဲ့ပတ်သက်ရင် main ကွက်ကလေးပါမယ်1နဲ့ပတ်သက်ရင် main ကွက်ကလေးပါမယ်ဘာလေးတွေလေးညီလေးဘာလေးတွေလည်းမောင်လေးတွေဆိုကျွန်တော်တခါလေးပြောပြသွားမယ်အကိုမရအောင်ပဲအကြိုက်တူရင်ထိုးပါအကြိုက်မတူရင်မထိုးပါနဲ့နော်ရားသိခြင်းလို့ပြောတာပါနော်စေတနာနဲ့ပေးတာပါ6နဲ့ဆိုရင် main ကွက်ကလေးဒီ68 64 62 60ပါနော်6နဲ့ပတ်သက်တော့ main ကွက်ကလေးဒီ68 64 62 60ပါ1နဲ့ပတ်သက်တော့ main ကွက်ကလေးဒီ13 19 19 12ပါနော်1နဲ့ပတ်သက်တော့ main ကွက်ကလေးဒီ19 13 19 12ပါဗျနော်အခွေလေးရတယ် share အခွေလေးနော်အပတ်တိုင်းမှာလို့ကြာနေတယ် share အခွေလေးပေးမယ်နော် share အခွေလေးဒီ6814အခွေပါနော် share ပဲနော်အခွေကတော့အများနဲ့ကြာနေတာနော်အကုန်မရအောင်ပဲအတီဆုံးပါ share အခွေလေးဒီ6814အခွေပါနော် main ကွက်တကွက်ကောင်းလေးဒီ6နဲ့ဆိုရင်63ပါတကွက်ကောင်းဒီ6နဲ့ဆိုရင်63ပါ1နဲ့ဆိုရင်တကွက်ကောင်းဒီ10ပါနော်6နဲ့ဆိုရင်6တော့မှာ1နဲ့ဆိုရင်တကွက်ကောင်းဒီ10ပါအကောင်မတွေအားလုံးပဲကြားညက်သက်ရအောင်ထိုးပါကျွန်တော်ဒီမှာအဖော်ဝင်ကန်ဆက်ချင်ပါတယ်ဆိုတော့အကောင်မတွေအားလုံးပဲကိုထက်နဲ့ကန်ဆက်ရတာအဆင်ပြေတယ်လက်တွဲရတာအဆင်ပြေပါတယ်ဆိုတော့အကောင်မတွေအားလုံးလည်းကိုထက်ရှိမှာအဖော်ဝင်ကန်ဆက်ကြီး1000နဲ့လက်ခံပါတယ်တနင်္လာနေ့17နာရီအထိလက်ခံပါတယ်အကောင်မတွေအားလုံးပဲအဖွက်ဝင်နိုင်တဲ့အမိသားစုဝင်အမျိုးတွေအားလုံးပဲဝင်ပါအပတ်တိုင်းမှာဒါတို့ပတ်တီတော့ main ကွက်ကအမြဲတမ်းကြာနေတယ်အမြဲတမ်းလည်းရနေတယ်အကောင်မတွေအတီဆုံးမှာနော်အဲ့ဒါဆိုရင်ကိုထက်ရဲ့ဖုန်းကိုတိုက်ရိုက်ဆက်ပါကိုထက်ရဲ့ဖုန်းကြီး39 250 360 6နဲ့ပါအဲ့ဖုန်းနံပါတ်တစ်လုံးပဲကင်ပါတယ်အကောင်မတွေအားလုံးပဲဖုန်းဖွဲ့ဝင်ကြပါတယ်ဆိုရင်ဖုန်းတိုက်ရိုက်ဆက်ပြီးမှအဖွက်ဝင်ကဆက်ကြီး1000ကိုလွှဲပါကဲအမျိုးတွေအားလုံးပဲတနင်္လာနေ့အဖွင့်နေမှာပဲအဖွင့်လှအောင်လို့ကြိုးစားပေးထားတယ်အမျိုးတွေအားလုံးကလည်းကိုထက်ကိုယုံကြည်နဲ့လက်တွဲကြည့်ပါလက်တွဲလို့အဆင်ပြေမှတွဲပါเนาะအပတ်တိုင်းမှာအဆင်ပြေတဲ့အမိသားစုဝင်တွေရှိပါတယ်ဒါကြောင့်မလို့အကောင်မတွေအားလုံးကလည်းယုံကြည်နဲ့လက်တွဲပြီးယုံကြည်နဲ့ဆော်ပါเนาะကိုတဲ့အကောင်မတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းမှာလည်းပြည့်စုံကြပါစေလိုရင်ဆန္ဒတွေတလုံးတော့ပါတယ်ပြည့်စုံကြပါစေစိတ်သွားတိုင်းလည်းကိုယ်ပါလိုရဆန္ဒတွေပြေဝကြပါစေမင်္ဂလာရှိသောကမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကိုထက်ကစုံမကောင်တောင်းရင် view highlight show လေးကိုရုပ်သိမ်းလိုက်ပါတယ်အားလုံးဝင်ပိုင်မယ်မှာကံကောင်းကြပါစေဗျာနော်